စီးရီးယားတင်မဲ့အခွင့်အရေးကောင်းမြတ်လက်ကပ်ပြီဂိုးပြီများပြိုင်ဘက်နီဘောခန်းစစ်ချောင်းရဲ့အနေငယ်မထင်မှတ်တဲ့အမှားတစ်ခုကနေပွဲစ9မိနစ်မှာပဲစီးရီးယားတင်ဥဆောင်ကိုစပြီးတော့ရသွားခဲ့ပြီဖြစ်ပါတယ်နီဘောတင်ရဲ့ခန်းစစ်နဲ့နီဘောတင်ရဲ့ခန်းစစ်ရဲ့အနေငယ်မပြတ်သားတဲ့တုံဆိုင်နေတဲ့အနေထားတစ်ခုကိုတော့ဒီချိန်မှာအထူလာဟာတီကောင်းကောင်းကြီးအခွင့်အရေးကောင်းယူပြီးတော့ရာလာတဲ့အချုပ်ပေးတာတယ်အချိန်မှာတော့ပေးဖို့မှုကလိုရအောင်မရောက်ခဲ့ဘူးများစီးရီးယားပဲချင်းနေကြည့်နေရှုံမျောပေးတာတယ်လူမချုံသေးဘူးများတောက်လျှောက်ပဲလူချွတ်ပဲလှပ်ပိတ်ပြီခေါ်ပြန်ပြီများဒီချိန်မှာလဲနီဘောတင်ရဲ့အခန့်စစ်အနေသူတို့ရဲ့မရေရစီးရီးယားတင်သူတို့ရဲ့ပမန်နန်နိုင်အခွင့်အရေးတစ်ခုကနေပဲကျွန်တော်10မိုဟာမက်အချဆန်ကိုသမားရဲ့ဘက်ဘက်ခိုးတောင်းကိုတော့အသာရဖိတ်သွင်းပြီးတော့ဒုတိယမြောက်ဥဆောင်ကိုတော့စပြီးတော့ထပ်ပြီးတော့အသွင်ကိုသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ကိုဆက်ဝေရန်ရေမျက်စိတမိတ်တွင်းမှာပဲစီးတာတင်ရဲ့အသွင်ကိုတွေကတော့ကျွန်တော်တို့ဇက်တိုက်မြင်တွေ့နေကြရတာဖြစ်ပါတယ်မစ္စတာဘာမျောတော့ပေးတယ်အဖာအတာကီကန်နေဒီကျေအဖာတာကီပြန်မျောတော့ပေးတယ်တော်တော်လေးကိုကြီးမားတဲ့ခွင့်ရည်ဖြစ်ပြန်လဲပေးခဲ့ရပြီးတော့ဒီနေ့ချင်းကနေပဲ3-9ကိုပြခွင့်ပြုလိုက်ဖြစ်ပါတယ်ဒီကျေလည်းကန်နေကိုပြီခင်ဗျာစီရီးယားတင်ဒီချိန်မှာလည်းတတိယမြောက်ဦးဆောင်ကိုရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်ခုနခွင့်ရရခဲ့တဲ့အခွင့်ပြုပေးနေရတဲ့နီဘောတင်ရဲ့ခန့်စစ်ဒီချိန်မှာလည်းအနေငယ်ဖိအားများနေခဲ့တဲ့အနေထားမျိုးတွေတော့မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်စီးရီးယားတင်ရဲ့ဘယ်ချမ်းကနေဖေးဖို့မှုကအတော်လေးကောင်းမွန်ခဲ့ပြီးတော့အေးရထဲမှာချိန်သားကအဆုံးသက်ခဲ့တဲ့အဖာတာကီရဲ့အဆုံးသက်ချက်ပေးထားတယ်ချုပ်ချက်ခက်နေရခင်ဗျရှားရခြင်းမဲ့အချက်ဆန်ဒီရတော့ဖန်တီးဖို့ကြိုးစားမြထပ်ပေးထားတယ်ဒီပေါ်တင်မယ်စီရီးယားတင်ဖက်လိုက်မယ်အဖတာကီအေရီယာတွေမျောတော့ပေးထားတယ်ဒီပေါ်တင်မယ်ပြရှင်းထားရခင်ဗျအဖတာကီအေရီယာထဲမှာရှိနေတဲ့အေဟာရီနဲ့နားလည်မှုလွဲသွားခဲ့ရလည်းဖြစ်ပါတယ်ဒါကြောင့်မို့အဖတာကီရဲ့ဖန်တီးပေးမှုကတော့ဂိုးလုံးပေါ်နေတာအဆုံးသတ်သွားခဲ့ရလည်းဖြစ်ပါတယ်အားသာဝနာချင်းပိတ်တယ်များခင်ဗျကျွန်တော်စီရင်ကန်ဒီဆက်နေအတွင်းမှာပဲနီဘောတင်နဲ့စီရီးယားတင်တို့ရဲ့ပထမပွဲစားချိန်45မိနစ်ကတော့ပြီးဆုံးသွားခဲ့လည်းဖြစ်ပါတယ်ပထမပြီးဆုံးသွားချိန်မှာတော့စီရီးယားတင်ဟာအေဟာရီမိုဟာမက်အခြားသောကစားသမားတွေနဲ့လူစားလဲပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။ထားနိုင်ပြီစောင့်ကြည့်ရမယ်။ဒီချိန်မှာနီဘောတင်မဲ့လည်းဖျက်ချိုးပြီးပိတ်ပြီ။ဂိုးပြီများ။ဒုတိယပိုင်းပြန်စပြီးတော့10မိနစ်ကြာမှနိုင်ခဲ့ပြီဖြစ်ပါတယ်။ညာချမ်းကအလိုက်တင်ဖျက်ချိုးပေးတဲ့အနေအထားတစ်ခုမှာအဖရက်ပဲအရှူရီနဲ့ပြန်တွဲထားရမယ်။အရှူရီအေရီယာတွေကိုကနေပေးထားတယ်ခေါင်းတိုက်တယ်။ဒါပေမဲ့လည်းပေးထားတယ်မာတယ်ပေးတယ်ကိုဘီခင်ဗျာဘယ်နဲ့ဘောလုံးကပြက်ချက်ထွက်လာခဲ့ပြီးတော့နစ်ကူမာလင်းလင်းမြဲမြဲစီးရီးယားတင်မဲ့တောက်ကမော်ပေးပို့တာနေအေးရတော့ကြားတယ်ကောင်းတယ်ကြိုးစားတယ်နီဘောတင်ရဲ့အကိုသမားဘိုဟာရာခါကီဘောလုံးတော့လက်နဲ့တိတိတသားကိုပုတ်ပြီးတော့ဟိုပန်နီပစ်တန်ဖော်ပြတတ်မှတ်ပေးခဲ့လို့ခါကီကိုတော့အဖာရက်ကိုပြီခင်ဗျာအကြီးချိန်မှာတော့စီးရီးယားတင်သူတို့တင်အနောက်ကိုတော့ရယူသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်သွင်းယူပေးခဲ့ပြီလည်းဖြစ်ပါတယ်တယ်များခင်ဗျာကျွန်တော်စီရင်ကန်ဆက်ဆက်စီတွဲမှာပဲဒီဘောတင်နဲ့စီးရီးယားတင်တို့ရဲ့ပွဲစားချိန်မိနစ်90ကတော့ပြီးဆုံးသွားခဲ့ပြီလည်းဖြစ်ပါတယ်ပွဲစားချိန်မိနစ်90ပြီးဆုံးသွားချိန်မှာတော့စီးရီးယားတင်ဟာနီဘောတင်ကို4-2ဆိုရ